သမီးကခံရစရာလားအေးဟုတ်ပြီအဲ့လိုဖြစ်နေမှာငါသမီးအဲ့လိုကောင်းနေတဲ့ကင်းနေဟုတ်ညို့တွန်းလိုက်တာဘလို့ကျန်ဆိုင်ခင်းနေမှာ3ငါဟမ်ဒီပါနေရောလေဟိုးလေးဘက်သွားရွယ်တွေကငါချစ်တယ်ငါလေးဘက်သွားရွယ်ဆိုနင်ရပဲလေးဘက်သွားပဲလေဟာလေဘာလဲဟိုကျွန်တော်ပါဦးဒီကငါဖွေးညို့လေးနေအဖေရလေးသားလေးတောက်တဲ့ရှိလို့ဆိုပြီးတော့ဟမ်ဆိုငါဖွေးနာမည်ပေးခဲ့တာအခုနေရလေအသက်ကြီးလာတယ်အဲ့ဒီတခြားငါဖွေးမဟုတ်တော့ချပွေးဖြစ်နေပြီတော့ချပွေးရဲ့တော့ကြွနေဟမ်တရွာလုံးကတော့လေခမ ्या ကိုတော်လာနဲ့နောက်ဆုံးညမှာခမ ्या ဥတီလိုက်စီပြီးထွက်လာတာပဲနန်းကွာပြောတခါတည်းမှစီးတာပါဟမ်ငါသားကြီးဒီတောင်းခိုင်းတဲ့ကောင်မလေးအိမ်မော်ရောက်နေပြီတော်လိုက်တဲ့အမေအဲ့ဒါကြောင့်အမေကိုချစ်နေရတာအမေဟောဖះမှာမဟုတ်ဘူးဖះမှာအိမ်ပေါ်မှာဖတ်မှာဖတ်ရုံနေဘယ်ကမလဲတန်ဟာလာဒီပြောင်းဖို့လေတော့ပါအခုရင်ညမှာပြန်မဖို့တော့ပြန်ဖို့တော့တာဒီမှာအဖေလိုဘာသာရေးကိုင်းဆိုင်တဲ့လူနဲ့ပဲပေးစားကြတာသဘောပေါက်လားရုပ်လက်မျက်မကြည့်ခွင့်လို့ပြတာပါဆိုချင်ပါကြည့်ညိုစရာကောင်းလိုက်တာဟဲ့ကြည့်ပါဦးကြည့်ညိုစရာကောင်းလိုက်တာဩဘာလို့ဖြစ်လာကြတာတော့မင်းတို့ရဲ့မျက်နှာကိုကြည့်ရတာဒေါသမင်းပူလောင်လိုက်တာဟိုကောင်ကွာတို့ငါတို့လေးခွားနဲ့ဆော်လိုက်တာကွာမမှန်ပါပြီကွာဘာကွာဟိုခွေးမလားဟုတ်တယ်ဟဲ့အဲ့ဒါမရိုင်းတာဟုတ်တယ်အဲ့ကောင်ငါ့ကိုမရှင်းရလို့မင်းတို့ကောင်တွေကိုထုတ်လိုက်တာဖေးဖေးအဲ့ဒါမျိုးမခံအဲ့ကောင်မမလေဟဲ့အဲ့ခွေးနဲ့ပါဟဲ့ခွေးနဲ့မရှိတယ်ဘာလဲအဲ့လိုကောင်ကတော့ကစောက်ဝရရိုက်ဒီကိစ္စတွေကျုပ်ထင်ပေါ်လို့ဖြစ်ရတာနော်အမေဘာမှဝမ်းနေကြမရှိဘူး你要皮包了，够用你的不？好了，皮包了，够用你了，够用你了。လိုက်တော့မဟုတ်ဘူးဒါပေမဲ့အတဲ့ဆိုတော့ရှိတယ်ဒါပေါ့ကျုပ်လဲကြရင်လေဦးလေးမသိကြအောင်ဆောက်ပေးရစိတ်ချမသားကြီးလို့ကိုနေပြီးမငြိမ်းနေစီရမယ်စိတ်ချနော်ဒါဆိုရပြီရှင်းနဲ့တယ် trade ပြန်ပြီဒီကနှုတ်ဆက်တဲ့ hello အလောကဒီကနှုတ်ဆက်တဲ့ hello ကျောင်းနဲ့ကြိုက်ရှင်လောက်တာတော့ sorry ကျွန်တော်လည်းကန်ဖြစ်ဆန်ပါတယ်ဒီမှာရှင့်ကဲနေလို့ပဲဖြစ်အနေလို့ပဲဖြစ်တောသူတွေဆိုပြီးကြောရတော့လာမကျန်နဲ့ဆွဲဖဲလိုက်မယ်ကြားလိုက်လားကြိုက်တယ်ကျွန်တော်အဲ့လိုကျွန်တော်နွေးပြေးပြူငါသာကျူးတော့ကျွန်တော်ကြိုက်ခံတော့ရမင်းမနေ့ကတော့ပါသုံးနေတယ်ဖောက်နေတယ်ဘလို့ယူနေတာမင်းနော်ပါရတာမဟုတ်မနေ့ကငါနန်းတာ၃ချက်ဖောက်